ချောကလက်ပူတင်းလို့အရသာရှိတဲ့ပုံနေတရားထင်ရတဲ့အသီးတမ်းပြပါမြန်မာပရိသတ်ကြီးရေတစ်ပင်ပေါ်မှာချောကလက်ပူတင်းနေတီးနေတယ်လို့ပြောရင်ယုံနိုင်မှာမလားမယုံဘူးဆိုရင်တော့ Black Sabote လို့ခေါ်တဲ့ဒီထူးဆန်းတဲ့အပူပိုင်းအသီးကိုမြင်လို့ရှိရင်ယုံသွားပါလိမ့်မယ်သူရဲ့အပြင်ကအစိမ်းရောင်ဖြစ်နေပေမဲ့အထဲကိုခွဲလိုက်တဲ့အခါမှာတော့နတ်မောင်ပြောင်းလဲနေတဲ့ချောကလက်ရောင်အသားတွေနဲ့ပြည့်နေတာပါဒီအသီးရဲ့ထူးခြားချက်ကတော့အယောင်တင်ချောကလက်နဲ့တူတာမဟုတ်ဘဲနဲ့အရသာကပါနူးညံ့အိဆက်နေတဲ့ချောကလက်ပူတင်းအေးအေးလေးကိုစားနေရတဲ့အတိုင်းဖြစ်နေတာဖြစ်ပါတယ်ဒီအသီးဟာမက္ကဆီကိုနဲ့အလဲပိုင်းအမေရိကဇာတိဖြစ်တဲ့အသီးဖြစ်ပြီးအဆီဓာတ်လုံးဝမပါဝင်တဲ့အပြင်လိမ္မော်သီးထက်ဗိုက်တာမင်စီဓာတ်၄ဆလောက်ပိုမိုကျွယ်ဝတာကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့သဘာဝအချိုးပွဲလို့ပြောလို့ရပါတယ်အဲ့ဒီအသီးကိုဒီတိုင်းဇွန်းနဲ့ခတ်စားရုံနဲ့မကဘဲနဲ့နွားတို့ပြားရည်တွေနဲ့ရောဆက်ပြီးဖြောတောက်တဲ့အခါမှာလေတကယ်ကိုအရသာရှိတဲ့ချောကလက်မစ်ရှိတ်တစ်ခွက်ကိုရရှိမှာဖြစ်ပါတယ်စိမ့်နေတော့အချိန်မှာတော့စားချင်စရာမကောင်းပေမဲ့မှဲ့သွားပြီးတော့ပျော့ပြဲလျော့ရဲသွားတဲ့အခါမှာတော့အင်မတန်မှအရသာရှိတဲ့ချောကလက်ပူတင်းလေးဖြစ်သွားတာဖြစ်ပြီးသူ့ကိုမှော်အသီးလိုတောင်မှတင်စားခေါ်ပေါ်ကြပါတယ်